Diaga ကျွန်တော်ဂျပန်ကောက်ဆောင်ဆိုင်မှာနော်ဂျပန်ပြည်စီဆောင်ရတယ် Buffalo မှာရှိတယ် Sherrington Drive မှာနော် Sherrington Drive မှာရှိပါတယ်လို့နော်ပြည်စီရဆောင်မယ်ဒီမှာဂျပန်နဲ့ပတ်သက်တဲ့ပြည်စီပေါ့နော်ဒီမှာခောက်ဆွဲကြောက်တွေရှိတယ်ခောက်ဆွဲအရင်ကောင်းတဲ့ခောက်ဆွဲ၄ချက်၅ချက်ဝင်ချင်ဒီကောင်တော့အေးတွေဒီကောင်တော့ freezer ထဲမှာထည့်ဟာပြီပါနော်ဆောင်းရှိတယ် freezer ထဲမှာဆိုဒီမှာဆိုရင် sauce တွေလည်းရအောင်နော် sauce ရငါးရယ်ဒီမှာ salmon ငါးဒီကဲမောင်ကြီးပဲမှာကျရေဘဝဲကြီးပဲနော်ဒီကောင်က cheese ကျွန်တော်ဒီကောင်အသားထင်တယ်ဟောနော်အသားချက်ကြီးကအသားငါးကနန်းနေတာဒါ seafood ဟာလို့တူတယ်နော်ဆူဆူလို့တဲ့ဟာကတော့အမျိုးမျိုးပဲပါဒီကြီးရှိတယ်မအောင်တော့ဟိုဘက်မှာ sauce မျိုးစုံရတယ်နော် sauce မျိုးစုံAsia ပြည်စီမှာဆိုတော့ဂျပန်နဲ့ကိုရီးယားတော့နံပါတ်1နှစ်မှာချိန်ပါတော့နော်တရုတ်ကတော့ရိုင်းကောင်းဒါပေမဲ့အခုမှဆိုရင်တော့ဒီကောင်က paint swapping white paint ဒီကောင်ကမသိဘူးနော်ဒါဟင်းကျိုထဲမှာထည့်တဲ့ဟာတွေဖြစ်နေတာ paint miso paint ရှိတယ် swapping paint white type ဆောင်းရှိတယ်ဟိုမှာတော့ပြီးရဂျပန်တော့ပြီးရမှာဂျပန်တော့ပြီးရနော်ချိုးရတော့ quality ကောင်းတယ်ပေါ့နော် quality ကောင်းတဲ့အတွက်ဈေးရလဲခက်နေပါဘူးမကြောက်တော့ရှင်ကအမေရိကမှာဆိုတော့အမေရိကဈေးပေါ့နော်မဆောင်မဲ့တာဥဒန်ရှိတယ် tomato beef soup with noodle ဆောင်မဲ့ဝန်တာပါအဲ့တော့ကြီးရဒီစမစတော့ကျွန်တော်ပထမဆုံးရောက်ပြီးတော့ပေါ့နော်ဒါပေမဲ့အားလုံးသိဖို့အတွက်ကျွန်တော်ရိုက်ပြဖြစ်တယ် restaurant drive မှာရှိတယ်ဒီကောင်ကမိုချီတန်းမိုချီရန်ကောင်းတယ်မိုချီပြီးတော့မိုချီရဲ့နောက်ပြီးတော့ dumpling လည်းရှိတယ် spring roll dumpling spring roll ဒါတော့မဟုတ်ဘူးကိတ်မုတ်တွေရှိတယ်ကိတ်မုတ်တွေ ice cream ကိတ်မုတ်တွေတွေ့ရနော်ဘုံမျိုးစုံသူဈေးနှုန်းက3-5ချက်အဝင်ကျင်ပါနော်တစ်ချက်တန်ရှိတယ်6ချက်တန်ရှိတယ်5ချက်တန်ရှိတယ်ဒီမှာဆိုရင်တော့ဒါချိုချင်တန်းဒါအကုန်လုံးဂျပန် product တွေပဲပေါ့နော်ဂျပန် product တွေပဲရန်ကောင်းတယ်ဒါတော့ဒီမှာခွက်တွေတန်းခွက်ข้าวสุก
ကျွန်တော်ခောက်ဆွဲတော့ဆော့တော့ရပြီပေါ့နော်ကျွန်တော်လိုက်ရှာနေတော့မယ်ဘာတိခွက်လေးဂျပန်ခွက်လေးမဆိုးလာဆိုဆူရှီထဲတဲ့ခွက်နဲ့တူတယ်နော်ဆူရှီထဲခွက်လေးခွက်တွေကတော့ဈေးနဲ့ကောင်းတယ်ဒါပေမဲ့လည်း quality ကောင်းတယ်ပေါ့နော်12ကျက်တော့ဂျပန်ရဲ့ quality ပူစားပေးရသူကကောင်းလေးက chip ပိုင်းဖြစ်လာပြီ Lego Wrestling. The Gundams. chip ပိုင်းဒီကောင်လေးကြားတော့တော့အလားဆင်နေပိုင်းပေါ့နော်အဲ့ဒါ Oh, I love Toki. I ဒီကောင်လားဆင်နေဟာပေါ့နော်အဲ့လားဆင်နေဟာ only lost it once or twice. It was only one. ချစ်ကောင်မိုက်တယ်ဈေးကအချူမကြီးဘူးပေါ့နော်ဒါ30 40ဝန်းကျင်တန်တော့တန်တယ်ဆိုကြည့်ရအောင်နော်ဒီကောင်လေးဒီကောင်ဆိုတင်ဘောဆိုပန် In the end, by his own brother. ပန်အိုင် Was your best ဒီကောင်လေးအဲ့တိုင်းပဲဒီကောင်တော့ဒီကောင်တော့20ကောင်းလေးလှအောင်ဒီကောင်လေးဆို40ပေါ့နော်ဒီကောင်4040 Aren't you finally going back? Aren't you going back? ဒီကောင်လေးတော့ကြာစနေရနော်လာဒီကောင်ပန်းချတဲ့တယ်ကောင်လုံးချပန် product တာဒီဘက်မှာဆိုရင်လည်းဒါအလားဆင်တဲ့ပစ္စည်းပေါ့နော်အလားဆင်ဆက် key chain တွေရှိတယ် key chain တွေရှိတယ်မျိုးစုံနဲ့ key chain ဘတ်ချမှာဆိုတော့ဒီစာရေးကရိယာစာရေးကရိယာပေါ့နော်ရမိုက်တယ်ကောင် product ကောင်ကျွန်တော်အလားပြင်နေတာဒါအခလီးဂိမ်းစားတဲ့ဟာတွေဒီမှာရလာတော့အလားဆန်အလားဆန်ဟာတွေအလားအဆတမတ်ဟောလားဒီကောင်ဈေးနှုန်းကြည့်လိုက်ဈေးသိမ့်မကြီးလို့ထင်တာပဲတော့40ဆိုတော့เนาะဒီကောင်တော့လာတယ်ဒီကောင်အဲတော့ကြာတယ်ဈေးနှုန်း40ပေါ့နော်သူကအနုဂျပန်နဲ့ဆိုအနုပညာရမ်းမြောက်တယ်ပေါ့နော်သူလောက်တဲ့ဟာတွေနော် quality လည်းကောင်းတယ်ဆိုတော့ဒီဆိုင်လာမယ်ဆိုတော့ Chevron Drive ထဲမှာရှိတယ်ပေါ့နော်လိပ်စာတော့ကျွန်တော်ဒီမှာကြည့်ကျွန်တော်ကြည့်ရင်တော့Walmart နားမှာပေါ့နော် Chevron Drive Walmart နားမှာပဲရှိတယ်ပေါ့နော် Japan store ရိုက်ထည့်လိုက်ပေါ်လာပြီWalmart နေပြီးတော့2မိနစ်လောက်လာရောက်ပြီပေါ့နော်